ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ပြပြပေးမှာကတော့ရေတရားလေးတစ်ခုအကြောင်းပေါ့ဗျာဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပါမိတ်ဆွေတို့ကိုအတွက်သုံးဝင်တယ်ဆိုလို့ရှိရင်တော့ရေတရားလေးတစ်ခုကနေပြီးတော့ဆွမ်းထပ်ပြပါလိမ့်မယ်ခင်ဗျာရေတရားလေးကဘယ်လိုနေရာမျိုးဒီမှာဆွမ်းတယ်လဲဆိုလို့ရှိရင်ကို့မှာငွေကြီးအခက်အခဲဖြစ်တာအလုတ်ကိုင်းအဆင်မပြေတာဘာပဲလုပ်လို့အဆင်မပြေတာတွေဆိုလို့ရှိရင်တော့တကယ်ကိုဆွမ်းထပ်တဲ့ရေတရားလေးပါဗျာရေတရားလေးကတော့ရိုးရှင်းပါတယ်လွယ်ကူပါတယ်လောက်ကမဲ့ပုံစံလေးကတော့ဗျာကို့အိမ်မှာရှိတယ်ဆိုရင်လည်းလွယ်တကူလုပ်လို့ရပါတယ်ဥစွာပထမဈေးထဲမှာရှိရင်တော့ဓာမီလေးတစ်ခုကိုဝယ်ရပါမယ်ဓာမီလေးကတော့ဝယ်ပြီးတယ်ဆိုတာနဲ့ကိုကအဲ့ဓာမီလေးကိုကိုအိမ်မှာအရင်ဆုံးထားလိုက်ပါတအောင်ဖြစ်ပေါ့တနားရီလောက်ဖြစ်ထားလိုက်ပါထားပြီးတယ်ဆိုလို့ရှိရင်တော့ရမ်းဆောင်ပေါ့အကိဆောင်တို့အဲ့လိုဟာမျိုးလေးတွေမှာဆိုလို့ရှိရင်လှူပေးရတဲ့ရေတရားဖြစ်ပါတယ်ဗျာဒီရေတရားလေးကိုညဆောင်ပဲဖြစ်ရပါမယ်လှူပေးတဲ့နေ့ကတော့ကြာသပတေးနေ့ဖြစ်ရပါမယ်ကိုလှူပေးမဲ့အချိန်လေးတွေမှာကြာလို့ရှိရင်သွားလှူကန်ဒီဆိုလို့ရှိရင်ကိုစိတ်ထဲကလည်းအာယုံပြုထားပါမယ်ကိုငွေကြီးအခက်ခဲဖြစ်တဲ့ဆိုရင်ငွေကြီးရဲ့ဟာကိုကအာယုံပြုပြီးတော့ကိုငွေကြီးလူများပေးစရာရှိတယ်ဆိုရင်လည်းအမြန်ဆုံးအဆင်ပြေပါစေကိုရစရာရှိတယ်ဆိုရင်လည်းအမြန်ဆုံးရပါစေဆိုပြီးတော့စိတ်ထဲကနေပြီးတော့လေးလေးနက်နက်အာယုံပြုပါမယ်ကို့မှာအလုတ်ကိုင်းအဆင်မပြေတာဘူးဆိုရင်လည်းငါဒီနေ့အလုတ်ကိုင်းနေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်လေးကိုစိတ်ထဲမှာအာယုံပြုပြီးတော့ထားပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်ဗျာကိုကလည်းမိသားစုပဲအခက်အခဲဖြစ်တာတို့လူမှုရေးကိစ္စဖြစ်တာတို့ဆိုလို့ရှိရင်လည်းဒီဓာမီလေးကိုကနေပြီးတော့ကင်ပြီးတယ်ဆိုတာနဲ့ကလှုပ်ပဲအချိန်လေးနီးကပ်လိုက်အချိန်လေးမှာကိုကအာယုံပြုပြီးတော့လှုပ်ပေးရမှာဖြစ်ပါတယ်ကိုအယောင်းဝယ်လို့ဈေးရောင်းဈေးဝယ်ကုံရောင်းကုံဝယ်အစသည်ဖြင့်ပေါ့အဲ့ဒါမျိုးလေးတွေဆိုလို့ရှိရင်တော့ကိုကဒီကုံတွေကိုအများဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်အဲ့ဓာမီလေးနဲ့ထိုးပြီးတော့မှကိုကရောင်းရမှာအများဆုံးရောင်းထွက်ပါတယ်ဗျာပြီးလို့ရှိရင်အဲ့ဒါလေးကိုညဆောင်သမားတွေကိုတွားလှူပေးရပါမယ်လှူမဲ့နေ့ကတော့ကြာသပတေးတစ်နေ့ပဲရပါမယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများဝါသနာရှင်များကဒီရတရားလေးကိုလိုက်လုပ်ခြင်းအပြင်မတန်ကိုလည်းအစွမ်းထက်လို့တင်ပြပေးခြင်းဖြစ်ပါတယ်လိုက်လုပ်တဲ့သူများလည်းတကယ်ကိုလည်းထိရောက်အောင်မြင်တယ်ဆိုတာလေးကိုလည်းကြားသိရလို့လည်းအမြန်မှဝန်တာမိရပါတယ်ဗျာဒါကြောင့်မို့ဆရာကတော့ဗေဒင်နဲ့ရေတရားအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစစ်တွက်ချက်ဟောပြောပေးနေတော့ဗေဒင်ဆရာကိုမြင့်စောဖြစ်ပါတယ်ဒါကြောင့်မို့လိုက်လုပ်တဲ့ကြမဲ့မိတ်ဆွေတငယ်ချင်းများကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ခွန်ရသားသမီးပေါင်းဘေးရန်ကေကွာလို့လိုရင်ဆန္ဒတွေလည်းပြေဝကြပါစေ